ဒိုရင်သွေးလေးရေဒီတစ်ခါဖတ်ပြမယ့်ပုံပြင်လေးရဲ့နာမည်ကတော့ပျော်စရာနေ့ပဲဖြစ်ပါတယ်နော်ရွှေဝါလေးဟာသူ့တခင်နဲ့စော့ရတာကိုအယမ်းနှစ်သက်တာပေါ့အားတဲ့အချိန်ဆိုလဲရွှေဝါကြိုက်တဲ့စာအုပ်လေးကိုဖတ်ပြပြီးလေးရှိတယ်မနီလေးရောရွှေဝါလေးရောကနွားနိုလဲတိတ်ကြိုက်ကြတယ်တနေ့တော့သူစိမ်းမိမကြီးတယောက်ကရွှေဝါလေးကိုမြင်ပြီးဖမ်းခေါ်သွားကြည့်နေတာပေါ့ရွှေဝါလေးကိုဖမ်းခေါ်ဖို့ဘူးဝယ်နေတာပေါ့ရွှေဝါလေးဟာသူ့ကိုလိုက်ဖမ်းနေတာကြောင့်သူ့တခင်စီပြေးတာပေါ့သူ့ကိုဖမ်းတဲ့သူကိုရန်မူလိုက်ပြေးလိုက်ပေါ့ကြောင်လေးဟာဖမ်းတဲ့သူရဲ့လက်ကလွတ်အောင်ပုံးပြီးချောင်းနေတာပေါ့မိမကြီးကရွှေဝါကိုရှာမသွေးတဲ့အဆုံးမှာတော့လက်လော်ပြီးထွက်သွားတော့တာပေါ့မနီဟာသူ့ကြောင်လေးအမောတကောနဲ့ပြေးလာတော့စိတ်ပူသွားတာပေါ့ရွှေဝါလေးဟာသူ့တွေ့ကြုံမှုကိုလန်သွားပြီးနောက်ဆိုသူ့တခင်နဲ့ဝေးရာကိုမသွားဖို့ဆုံးဖြတ်လိုက်တယ်မနီလေးဟာလေသူ့ကြောင်လေးကိုပုတ်သက်သေးသည်မျက်စိအောက်ကအပြောင်မခံတော့ဘူးပေါ့